Hello မင်္ဂလာပါရှင်ကျမဒီနေ့ဆွေးနွေးသွားချင်တာကတော့ခေါင်းဆိုင်မှာပြုထားတဲ့အတွက်အတိုင်းတဲ့ရေးပိုင်းခြားချက်အနုပညာပေါ့နော်ကျမတို့လူဘဝလူသက်တမ်းတစ်လျှောက်ကျမတို့ဖြတ်သန်းရမယ်ကြာနေတဲ့အချိန်တွေကိုကျမတို့ပိုင်းခြားကြည့်ကြအောင်မွေးတဲ့အချိန်ကနေပြီးတော့ကျမတို့စင်နှစ်အရွယ်အဲ့ဒီအရွယ်ကိုကျမတို့ကဘာလို့ခေါ်လဲမန္တတတကာလို့ခေါ်တယ်အဲ့အရွယ်ကကြလို့ရှိရင်အရန်ကိုနုနေတယ်ပြီးကြတော့စိတ်ပိုင်းဆိုင်ရာလေးနုနေတယ်လို့ခန္ဓာကိုယ်ကလေးနုနေတယ်သူတစ်ပါးရဲ့အကူအညီနဲ့ကျမတို့ချင်းတန်ကြည်ပြင်းလာတယ်ကိုစားချင်တာကိုလှုပ်ချင်တာအကုန်လုံးကသူများတွေပံ့ပိုးပေးတယ်သူများကကိုတို့ကန့်ဖို့နော်အမြဲတမ်းစောင့်ရှောက်ပေးတယ်သူများတွေကျွေးမှကျမတို့စားလို့ရတဲ့အရွယ်အဲ့ဒါအကြလို့ရှိရင်မန္တတတကာလို့ခေါ်တယ်နောက်အသက်17နှစ်ကနေပြီးတော့အသက်20အထိအဲ့အရွယ်မှာကြာလို့ရှိရင်လူတွေကနည်းနည်းအရွယ်ရောက်လာပြီပေါ့နော်တင်းနေကြပေါ့အပျော်ပါးကိုရန်လိုက်ဆန်းခြင်းနဲ့အရွယ်မှာဒါကိုအပျော်ပါးကိုလိုက်တဲ့တငယ်ချင်းတွေနဲ့ခင်မင်းတွေဟိုသွားခြင်းဒီသွားခြင်းအဲ့လိုမျိုးလုပ်ခြင်းနဲ့အဲ့ဒီအရွယ်ကကြာလို့ရှိရင်ကျမတို့ခိတ္တဓာတကလို့ခေါ်တယ်အဓိကတစ်ခုအဲ့ဒီမှာပြုပြချင်တာအဲ့ဒီခိတ္တဓာတကအရွယ်မှာကျမတို့အပျော်ပါးဘက်ကိုမလိုက်ပြင်းနဲ့ကိုယ့်ဘဝကိုတစ်မတ်နဲ့စူးစမ်းနေတယ်ရုန်းကန်နေတယ်အချိန်ကိုအကျိုးချစ်စီအသုံးချတဲ့လူငယ်တွေကကြာလို့ရှိရင်နောက်လာမယ့်အသက်30နဲ့40မှာကြာလို့ရှိရင်သူတို့ဟာအကောင်တွေဖြစ်လာမှာဖြစ်ပါတယ်ကဲအချိန်မစည်းဆက်လိုက်ကြအောင်နောက်22နှစ်ကနေပြီးတော့30တိကိုကျမတို့ကကြာလူပါရဲ့အချိန်မှာရန်ကိုဖွံ့ဖြိုးတိုးတက်လာတယ်အဲ့ဒါကို22နှစ်ကနေပြီးတော့30ကိုကျမတို့ဘာလဲခေါ်လဲဆိုလို့ရှိရင်ဝန္နာတတကာလို့ခေါ်တယ်အရန်ကိုအဲ့အချိန်မှာဆိုလို့ရှိရင်ကွာတချို့ဆိုလို့ရှိရင်လေကြောင်းပြီးအလောက်ဝင်နေပြီအကုန်လုံးကိုရာကိုလွတ်နဲ့ခလေးအတွေးလေးတိတ်မရှိတော့ဘူးပေါ့နော်နေလူကြီးပိုင်းကိုရောက်လာပြီလှပလာပြီအကုန်လုံးအဆင်ပြေလာပြီပေါ့နော်ကိုယ်ပိုင်ဝင်ငွေတွေလေးရလာပြီဆိုတော့အဲ့အချိန်မှာလူခန္ဓာကိုယ်ကရန်ကိုလှပတဲ့အနေထားကိုရောက်လာတယ်အဲ့ဒါကိုကျွန်တော်တို့ဝန္နာတတကာလို့ခေါ်တယ်နောက်31ကနေပြီးတော့40ထိအဲ့ဒါကကြာလို့ရှိရင်ဖက်ကနေပြီးတော့ပြည့်စုံလာပြီတန်နိုင်တလားအကုန်လုံးစီးပွားရေးတွေပဲဖြစ်ဉာဏ်ပညာရေးတွေဖြစ်တချို့ဆိုလေမိသားစုတွေနဲ့ပြလာပြီတချို့ဆိုလေပိုင်ဆိုင်မှုတွေတခုရလာပြီအကုန်လုံးဗလာတွေပြည့်လာပြီပေါ့နော်ခွန်အားဗလာတွေရှိလာပြတာကိုကျမတို့က32နှစ်ကနေ40ကိုကျမတို့ကဗလာဒါတကာလို့ခေါ်တယ်နောက်တစ်ခုကကြာလို့ရှိရင်41ကနေပြီးတော့50ကိုကြာလို့ရှိရင်ကျမတို့ကအဲ့အချိန်မှာ50တိရောက်လာတဲ့အချိန်မှာလူတွေကစိတ်လိုက်မှန်ပါတယ်တိတ်မလောက်တော့ဘူးအကုန်လုံးကိုဆင်းချင်လာပြီးဘာပဲဖြစ်ပညာဉာဏ်လေးနဲ့စိတ်ဆိုင်ဆင်ခြင်မှုလေးတွေနဲ့အကုန်လုံးကြည်လာပြီပေါ့နော်အဲ့ဒါကိုကျမတို့ကပညာဓာတကာလို့ခေါ်တယ်51ကနေပြီးတော့61ကနေပြီးတော့60ကကျမတို့ကအကုန်လုံးလူခန္ဓာကိုယ်ကရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအစားစိတ်ဓာတ်ပိုင်းဆိုင်ရာလက္ခဏာတွေအစားအကုန်လုံးရို့ကျလာတာပေါ့နော်အဲ့ဒါကိုကျမတို့ကကြာလို့ဟာလိဓာတကာလို့ခေါ်တယ်51ကနေ60ရာကြာလို့ချင်းတချို့ကျမ်းမာရေးမကောင်းတဲ့လူတွေဆိုလို့ချင်းတိတတာကြီးကိုကြာဆင်းလာတာပေါ့နော်ကျမ်းမာရေးကောင်းတဲ့လူတွေကကြာတော့တိတ်မတိတာပြင်မဲ့ကျမ်းမာရေးမကောင်းတဲ့လူဆိုလို့ချင်းကြာဆင်းလာတယ်အဲ့ဒါကိုကျမတို့ဟာလိဓာတကာလို့ခေါ်တယ်နောက်ကျမတို့61ကနေပြီးတော့80အရွယ်အဲ့ဒါကိုကြာလို့ချင်းပပါဒဓာတကသူကနေစပင်းတွေဖြူလာတယ်ပရိတွေတွန့်လာတယ်ခါးတွေကိုင်းလာတယ်နားတွေထိုင်းလာတယ်အဲ့လိုမျိုးပေါ့နော်အကုန်လုံးရိုးကျလာတယ်ခလေးပြန်ဖြစ်သွားတယ်လို့မျိုးအဟွေပေါ့နော်စိတ်ဓာတ်တွေလည်းအကုန်လုံးရိုးပြီးတော့ဘဝနေဝင်ချိန်ကိုအကောင်းဆုံးလောက်ဆောင်ရမယ့်အဟွေပေါ့နော်နောက်81ကနေပြီးတော့80ကိုကြာလို့ရှိရင်ကျမတို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင်ဝင်ကဓာတကာလို့ခေါ်တယ်အဲ့ချိန်မှာဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်စိုက်ဖောက်ပြန်သွားတဲ့လူတွေလည်းရှိတယ်အမျိုးမျိုးပေါ့နော်တေမင်းနဲ့တိုက်ပွဲဝင်နေရတဲ့အချိန်ပေါ့အမေဝင်းအကန်းတကြွေဆိုတဲ့စကားပုံလေးရှိတယ်လေအဲကြောင့်ကျမတို့လူဘဝနေဝင်ချိန်မတိုင်မီကိုဘဝကိုစူးစမ်းတဲ့တာကိုစူးစမ်းတရားထုတ်မယ်ဆိုလို့ရှိရင်လေအတော့မလိုအပ်တဲ့အားတွေနဲ့အချိန်မကုန်ဖို့ကျမဒီဗီဒီယိုလေးကနေပြီးတော့တိုက်တွန်းချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်